အားလုံးပဲမင်္ဂလာပါရှင်အခုဈေးထဲမှာရေကြီးငပဲဖြူလေးတွေပေါ်နေလို့အုတ်ကက်လေးချက်စားပါမယ်တချို့ကလည်းသူ့ကိုငနီတူးငါလို့ခေါ်ကြတယ်ပေါ့နော်အမျိုးမျိုးခေါ်ကြပါတယ်ဟိုဘိုက်ဖောက်မယ်ခေါင်းတွေဖြတ်မယ်ကြီးကွန်လေးတွေချစ်ထုတ်မယ်ပြီးလို့ရှိရင်ဘေးမွေးလေးတွေစူးတောင်လေးတွေဖြတ်ပြီးတော့စားရလွယ်အောင်သူ့အလဲရိုးကိုထုတ်ပါမယ်ဒီထုတ်နည်းလေးကလိုင်းမော်အန်နီတယောက်ထုတ်ပြတာတွေ့လို့မှတ်သားထားတာပါအရန်လွယ်ပါတယ်သူ့ကိုဒီလိုအလဲကနေပေါ့နော်ဖိပြီးတော့အဲ့ဒီအယိုးလေးကိုဆွဲထုတ်လိုက်ရုံပါပဲတေချာလေး2ခေါက်3ခေါက်လုပ်ကြည့်လို့ရှိရင်ရသွားပါလိမ့်မယ်အဲ့လိုဆိုချက်တဲ့အခါကလေးတွေလည်းစားလို့ရပါပြီဥကက်လေးချက်တဲ့အခါအသားကြီးပဲဖြစ်ပြီးတော့ပိုးလို့စားကောင်းပါတယ်အယိုးထုံနည်းလေးကိုတေချာလေးနောက်တစ်ခေါက်ထပ်ရိုက်ပြထားပါတယ်အသားရလေးအလဲကိုဖိပြီးတော့အယိုးလေးကိုဆွဲထုတ်လိုက်ရုံပါပဲလောက်ရတာလက်နည်းနဲ့ဝင်ပေးမယ်စားတဲ့အခါကလေးတွေရောလူကြီးတွေရောအဆင်ပြေကြတဲ့အတွက်လောက်ရတာတန်ပါတယ်ကိုလုပ်ပြီးတော့နောက်ဆုံးရလက်လေးကိုကြည့်လိုက်တော့ဂျင်းနဲ့စရာလေးပါအားလုံးလည်းလွယ်ကူတာမို့ဒီလိုမျိုးလိုက်လုပ်စားကြည့်ကြနော်လုပ်ပြီးသွားတဲ့အခါသူ့ကိုအရသာဝင်အောင်လို့စားဟင်းကမုတ်စနေမုတ်ထည့်ပြီးတော့နှက်ထားပါမယ်အရသာနှက်ပြီးလို့ရှိရင်ကျက်သွန်ဖြူနဲ့ကျက်သွန်နီနဲ့ထောင်းပါမယ်ရှင်အိုးတဲ့စီထည့်မယ်စီပူလိုက်ရင်ကျက်သွန်နီလေးထည့်ပြီးတော့စီတက်ပါမယ်ကျက်သွန်ဖြူလေးပါတစ်ခါတည်းထည့်ပြီးစီတက်ပါမယ်ဟင်းရောင်လှအောင်လို့စနေမုတ်လေးပါတစ်ပါးတည်းထည့်ပါမယ်ရှင်ကျက်သွန်နီနဲ့ကျက်သွန်ဖြူလေးနည်းနည်းရွှေဝါရောင်သားလာပြီဆိုရင်အစိမ်းမုတ်လေးထည့်ပါမယ်ရှင်ဟင်းစီတက်တာမှုေးလာပြီဆိုလို့ရှိရင်အရသာနယ်ထားတဲ့ငါးကိုထည့်ပါတော့မယ်ရှင်ကျမဟင်းအများစုကိုစီတက်ပြီးချက်တာများပါတယ်လုံးချက်တဲ့အနံ့ကိုတိတ်မကြိုက်လို့ပါတချို့ဟင်းတွေတော့လုံးပြီးချက်ပါတယ်ဟင်းအနှစ်ထဲမှာငါးကိုတေချာလုံးမေးပြီးတော့မှရေထည့်ပါမယ်ဒီနေရာမှာရေနွေးထည့်ပါရေအေးလုံးဝမထည့်ပါနဲ့ငါးကငကိုတွေကနူးညံ့ပြီးတော့အလေယူလည်းမရှိတဲ့အတွက်ငါးကြေသွားမှစိုးလို့ပါရေနွေးထည့်ပြီးတော့ဟင်းကမြန်မြန်ဆူပြီးတော့မြန်မြန်ဟင်းအိုးချလို့ရအောင်ပါရေမထည့်ခင်ပဲဇွန်းလေးနဲ့မှွေပေးတာပါရေထည့်ပြီးနောက်ပိုင်းဟင်းအိုးကိုအသားအရာပဲလှုပ်ပေးပါမယ်ဇွန်းနဲ့လုံးဝမမှွေပါဘူးဒီဟင်းကရှမ်းနံနံလေးအုပ်ပေးရင်တအားမှွေပါတယ်ကျမမှာအသင့်ဝင်ထားတဲ့ရှမ်းနံနံမရှိတဲ့အတွက်ရေသီးစိမ့်လေးပဲထည့်လိုက်ပါတယ်ရေချောက်ပြီးစီပြန်လာပြီဆိုရင်ရပါပြီငါးလည်းလုံးဝမကြည့်ပဲနဲ့အရန်စားကောင်းတဲ့ဟင်းတစ်ခွက်ရပါပြီရှင်နောက် vlog လေးတွေမှာပြန်ဆုံပါမယ်